Hello အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကတော့အယူကတုတ်ကမိုင်ချူရှင်နေပြီးလိုက်ဖို့ရဲဘကို excursion ခရီးလေးကိုတငယ်ချင်းတွေနဲ့အတူတူသွားမှာဖြစ်ပါတယ်အခုကတော့မနက်4နာရီပဲရှိသေးတယ်ချူရှင်ကတငယ်ချင်းတွေ9နာရီစုကြမှာပေါ့နော် outfit တော့ဘာမှမချိန်ရသေးဘူး outfit ချိန်ပြီးပြန်လာမယ် so get ready with me bye bye hello outfit ကတော့ချိန်ပြီးပြီပေါ့နော်ဒီမှာက4နာရီကြော်ပဲရှိသေးတော့နည်းနည်းတော့အေးတယ်ဆိုတော့ဟူဒီတထဲလေးတော့နည်းနည်းထပ်ဖို့ရမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးပေါ့နော် okay so ရှင်းအောင်မှာတန်ငယ်ချင်းတွေဆိုတော့ပြန်တွေ့ကြပါမယ် bye bye လူကဆောင်းရဘာမှလည်းမပြီးအောင် တငယ်ချင်းတွေသွားနေပြီဖြစ်ပါတယ်ကြည့်ရှင်းအောင် ကျွန်တော်တို့ခုကားဝယ်ရောက်ပြီ ကြည့်ရှင်းရအောင်လေကြည့်ရှင်းရအောင် ကားကြည့်ရှင်းပဲရှိတယ်ဟေးသွားတော့မှာဖြစ်ပါတယ် ကြံနေရတယ်တကယ်ချင်းတကယ်ချင်းငါမပါဘူးပါပါတကယ်ချင်းငါလည်းမပါဘူး ဒီမှာဟဲ့ကြည့်ရောဗီဒီယိုတော့မမြင်ရဘူးရှိရနော်လေတော့ဆောလေဒါတော့ sunrise view လေးဖြစ်ပါတယ်ခင်ဗျငါကြိုက်တာမင်းမကိုကြီးလာတယ်ဘေးလေးကိုကန် ဘကိုးဝင်နေပါပြီဘကိုးရောက်နေပြီ ငါလည်းပြောင်းလေမမပါငါမပါငါမ ဟဲ့ပြောဘကိုးရောက်နေပြီလို့ ဘိုးတို့တဲ့ချီဆဲပြီးပါဘယ်အခုဘာရင်ဝင်တာ ဒီမော်တော် ရှင်မော်တော့ရင်ဝင်တာပါ ဒီမှာလာလဲငါတို့ပြောတယ် အေးဟုတ်ပြီဟဲ့ဒီကြည့်အောင်ဒီကြည့် နွေ ဟေး တော့ဒီဘယ်လဲကြာရပါပြီ အေးဝီတော့ရှင်မော်တော့ဘုရားရောက်ပါပြီဒါတော့ဆမဒေါ်လာအုံမာနဲ့ဆမဒေါ်နန်ချယ်ရီတို့နဲ့ရိုက်ထားတဲ့ group photo လေးပါပြီးတော့ဒါကတော့ကျွန်တော်တို့ရဲ့ group selfie လေးပေါ့နော်ဒီတိုင်းပဲရိုက်လိုက်တော့ဆိုကမ္ဘောဇာတာရီရောက်ပါပြီဘင်းနာပြီအဲ့တော့ကမ္ဘောဇာတာရီမှာရိုက်ထားတဲ့ကျွန်တော်တို့ရဲ့ group selfie လေးပေါ့နော်ပြီးတော့ဒါကတော့ဖျားမှာအလုံးလုံးနေတဲ့ဖဖူးဆရာတွေပါအဲ့တော့ကျွန်တော်တို့ရဲ့အမှတ်တရ group photo လေးပါမဝေးရတော့ဟိုကမဝေးရတော့ဓာတ်ပုံလေးရိုက်ပြီးပြန်ထွက်လာရတယ် အခုကတော့ Golden Paradise ကိုသွားနေရဖြစ်ပါတယ်ကဲရောက်ပြီပေါ့နော် Golden Paradise ကတကယ်ကိုလှရနော်တကယ်လှ resort 我在酒廊。企業標記你好咩？အခုကတော့ရေစောရွားပေါ့နော် first round ပြီးပြီ second round လာမယ်ဒါလေးကတော့ swimming pool မှာဆရာမနဲ့တက်ပြန်တော့ဖြစ်ပါတယ်ညာဟုတ်ကဲ့ဘယ်နေတော့ပြောရလား聊啦ပြန်တော့မှာဖြစ်ပါတယ်ပြီးတော့ဒါကတော့ကျွန်တော်တို့သူ communication ဝိုင်းက grade 10 grade 11 grade 12တွေရဲ့ group photo လေးဖြစ်ပါတယ်ပြီးတော့ဒါကတော့ကျွန်တော်တို့မပြန်ခင် group photo လေးရိုက်တာပေါ့နော်နောက်ပြမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ကားပေါ်ကကျွန်တော်တို့ရဲ့အဖွဲ့လေးဖြစ်ပါတယ်ဟုတ်ပြီမဲတိုင်းနေရ